Hello အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့တမင်ချင်းတို့ထမင်းချက်ကြွေးခြင်းလို့စမ်းချောင်းကွာစင်မှာဈေးလာဝယ်နေဖြစ်ပါတယ်ခင်ဗျာကိုဈေးလုံးနေရလဲကိုကမဝယ်တာကြောက်လားမသိဘူးဈေးတွေတက်နေတာဆိုတော့အခုမှသိတယ်ကောင်းနေတော့မူးရတယ်ခင်ဗျာကိုဈေးလုံးတွေတက်နေချက်အဲ့ဒါဘာဟင်းနေချက်မလဲဆိုကျွန်တော်နဲ့အတူတစ်ချက်လိုက်ကြည့်ပြီးတော့ခင်ဗျာဒီနေ့ချက်မဲ့ဟင်းတွေကတော့ကြက်တိုင်းတစ်ခွက်ပါမယ်ကြက်တိုင်းကမှတောချက်လေးပေါ့နော်တောချက်ဆိုတော့သူကဒီလိုလုံးချက်တာပေါ့ကြက်တိုင်းတစ်ခွက်ပါမယ်ကစုံရွက်နဲ့မို့ကျွန်တော်ချက်ကြရမို့လေးနဲ့ကစုံရွက်နဲ့တက်မယ်အချင်းတစ်ခွက်ပါမယ်မပြီးတူစရာလေးနဲ့ရိုးချင်းချင်းလေးပဲရိုးချင်းချင်းလေးပဲအဓိကစပလင်းရဲ့ဟောစပလင်းခဏချက်သားလေးဗမာချက်ကိုလုံးပြီးတော့ချက်တယ်စီချက်တက်လို့ချက်တာမဟုတ်တော့ချက်ဆိုလို့တော့ချက်ဆိုတော့လုံးထားလိုက်ပြီးမှဒီထဲမှာဆိုင်းကြုံပုံနဲ့စီလေးနဲ့လုံးထားလိုက်ချက်သားလေးမှာအဓိကချင်းတက်ချူငရုတ်ဒီသိအယောင်တင်ဆိုစနိုးမို့မူရင်းနေတယ်အော်မွေးနာစပလင်နဲ့နေဗမာချက်ဆိုတော့မွေလေသူကဝါသာမဖြစ်မကြည့်ဘူးဗမာချက်စစ်ဟောချက်အလောက်လုံးပြီဆိုတော့ရေလေးထည့်မယ်ကျွန်တော်ကဘယ်လိုပြောတောချက်ဆိုတော့ရေဆက်လေးပေါ့အရေအများကြီးလည်းမဟုတ်အရေဆက်လေးချက်မယ်ဒါလေးကိုနည်းနည်းခံနေတိတယ်ပြီးတော့အရေဆက်လေးဖြည့်โอเคဝါဒီချက်အားဟင်းလေးတော့ခွတ်ရဖို့โอเคစားတဲ့လူတွေကဘာမဟုတ်တာမှာချက်ရတဲ့လူကတော့မချက်တာကြောက်တော့တော်တော်မုန်းနေဟုတ်တယ်ကျွန်တော်ဟင်းချက်အဲ့လိုပဲကျွန်တော်တောင်းတယ်ဟင်းမချက်ကျွန်တော်ချက်တိုက်အိမ်လုံးမှာမုံထူးနေတယ်ပြီးရတော့ဒဇုံလေးရဲ့အာဝတီလေးရဲ့ကလော်ကြီးချက်မုတ်လေးလည်းပါတယ်ချက်တွဖြူလေးနဲ့အကြီးကဝါဆရာကြီးဆိုငါပြီးယူဒီလိုပဲထည့်သူများလိုမျိုးမဟုတ်စစ်ဆရာလို့ကိုကပြောရပြီလားမွေးနေမပြီးရတယ်မသိဘူးဘာစစ်တက်စားမှကြာနေဟင်းရည်ကြီးကြာကျင်းနေကျွန်တော်ရဲ့လုံးဝ special menu ပတ်ထားရတောက်ရအောင်မယ်တဲ့ Okay ဒီမှာဒါတော့ဝက်စာနဲ့အတူဆိုအဲ့တော့ဒီထဲထည့်လိုက်ငါလို့ဝက်စာလေးလုပ်နေဒီပုံလိုက်နေအတူတွေကတော့ဆုံးရပဲအဓိက main တွေပေါ့ဒါတွေကဘာတွေပါမလဲဆိုတော့တငင်းကြီးပါမယ်မေးတော့မင်းမူတဲ့ဖြစ်ပါကြီးမုံကြီးပါမယ်မြစ်ခေါ်ရဲပါမယ်ဓာထိချုံပါမယ်ဘူးရွက်ပြုတ်တို့မှာတရက်ဒီဈေးရမ်းကြီးအခုချိန်မှာဒီအကြီးကြီးဆုံးမဲ့တရက်ဒီလေးချာပပဒငင်းဒီလေးနဲ့အမဒီမှာနော်ဒါအမေပါကြီးပိနေဒီကိုကျွန်တော်အရင်မပြောကျွန်တော်ကအတိုးလောက်တဲ့ချိန်မှာလည်းအဲ့လိုစင်းစိမ့်လေးပဲကြိုက်တယ်ဟိုရင်းနှီးဖြိုးရုံလေးပဲပြပြကြီးဖြစ်နေစားတယ်โอเคမငါပြီးလေးနဲ့အပြီးလို့တစ်ချက်ပြလောက်ချက်တော့ဒီမှာမိုက်ပြင်းနေတာမကြီးဒါအမေတင်မေးထားတဲ့လက်ရာတွေအမေကနေမကောင်းနေလို့အမေကိုမချက်ကြွေးခိုင်းနေဘူးအခုကတငယ်ချင်းတို့ကိုယ်တိုင်ချက်ကြွေးတာဟုတ်မှာဆရာကြီးမပြရဆရာကြီးကြွေးချင်တယ်ဆိုနော်ကောင်းတယ်နော်မပြရတော်ချထားတာဒီငပိကိုသူတို့ချက်ကြွေးဖို့ငပိရေပေါင်းတောင်း6တော့ကျွန်တော်တစိမ့်ပေါင်းအများကြီးပါတယ်10မျိုးလောက်ကျွန်တော်နောက်ဆုံးတော့ကျွန်တော်ကြိုက်တဲ့တစိမ့်တစ်ခုတော့တွေ့တယ်ဒီလူရှာပေါ့သူချထားတာโอเคဒါတော့အချင်းကိုတောချက်လေးချက်မှာပါတောချက်ချင်းထဲမှာဘာတွေပါမလဲဆိုတော့ကျွတ်တုံဖြူရဲ့ချင်းလေးရဲ့ပါမယ်ဒီတိုင်းဖေဖို့ငင်ငပိလေးပါမယ်ငင်ငပိရမထည့်လို့မရဘူးကျွန်တော်ကငပိတက်တဲ့ငင်ငပိပါမယ်ဒီမှာဒီကစနုံမုတ်နည်းနည်းလေးပါမယ်ကျွန်တော်စနုံမုတ်တုံးလာတယ်အယောင်တင်ဆိုတာအရှိန်လေးအယောင်လေးလာပေါ့အယောင်လေးပါမယ်ဒီကနေ့
ဒီမပါမယ်ခါလေးပါမယ်ခါတော့အရေးဆိုတော့နည်းနည်းပါမယ်ဒါဒီလိုဆက်နေတယ်ဒီချောင်းဗာမြေရဲ့ချမောင်ရဲ့ဒီကနင်းတဲ့ချမောင်ရဲ့ရှင်းလေးချက်နဲ့ရုံးနေပြီโอเคဒါဆိုအချင်းလေးတစ်ခွက်ကိုအလွယ်ကူဆုံးနဲ့အရသာချိလေးချိလေးကိုကျွန်တော်တစ်ခွက်ကိုအလွယ်တကူလေးကျွန်တော်ချက်တဲ့ဟင်းနေရာများတော့ဖြစ်လုံးချက်တာများတယ်ကျွန်တော်ချီချက်တွေပါတိတ်မတုံးချီချက်တဲ့တိတ်မတုံးဒါဆိုလုံးထားလိုက်ပြစ်ထားလိုက်ရပြီအဲ့တော့မှတကယ်စီကြိုက်တယ်ဆိုစီတစ်ပေါက်နှစ်ပေါက်ကိုထည့်နေပေါ့နော်သုံးမှာတော့မထည့်ဘူးဒီမှာတော့ထည့်လိုက်တစ်ခေါက်နှစ်ပေါက်โอเคအကောင်းဆုံးအချင်းလေးတစ်ခွက်ကိုရရှိလို့တော့ပါပြီကြည့်ထားတော့နောက်ဆိုမင်းချက်ရမှာကိုမအားရင်မင်းချက်ရမှာဒီရောဒီလေးထည့်လိုက်ချာခံမှာနည်းနည်းပဲလေโอเคဒါတော့နောက်ဆုံးတစ်မီနူပေါ့ဒီမှာဒါတော့မူနဲ့ပြောရတော့ဒီမူကတော့ကျွန်တော်ရောင်ဝါလူတွေတိတ်ပြီးစားဖို့လေးနေရှိတဲ့မူချမ်းကြီးရမူလေးအဲ့ဒါလေးကိုပြောမှာပါဟိုမူကအဆောက်ကြော်တာတော့ရေးရေးကြံထည့်လိုက်တယ်မူလေးဒီချက်ပုံစံမှာရေးရေးပြောတယ်ဘာလို့ဆိုမူလေးနဲ့ပြန်ပွားအောင်ပေါ့နော်မူလေးပွားအောင်ဆိုင်းကြမူလေးနည်းနည်းလေးထည့်မူထဲမှာဆိုင်းကြမူကပါပြီးသားဆိုတော့နည်းနည်းတော့ဒီမွန်းနည်းနည်းနဲ့ဟင်းချက်တယ်ဒီမုံငုတ်ဒီစိမ့်လေးနဲ့ဆက်လေးကြော်လဲကောင်းတယ်အခုအဆက်တွေများနေတော့ဒါလေးကိုအချိုလေးပဲကြော်တယ်မအားလို့ဆိုပွားအဲ့ဒါပွားလို့ဆိုရင်ဇိုးရလေးထည့်ပြီးပြီအလွယ်တကူနဲ့ဇိုးရနဲ့မုံနဲ့ကြော်ချိုးမှာတော့ဟင်းဒီတော့အရင်ထည့်တယ်လေโอเคပြောဒါမှကင်မရာမန်တော့တာချပြပြမင်းဘာလို့လဲရငါတို့လာရဒီမွန်းနေလို့လုံးဝမထားဘူးကြည့်လားငါလည်းဒီကနေ့ထမင်းမစားထားဘူးငါဘိုက်တော့ဒါအချိုလေးနေလို့အမိုးအမေမေဒီမှာတကယ်ရမူတော့လုံးဝအကောင်းဆုံးမို့ရင်ကွက်ဆွဲမယ်မတငယ်ချင်းတွေလည်းဆုံးပြီโอเคဒီနေရာတော့ဆုံးပြီချင်းနော်မေသားနောက်တော့မှကြည့်တာနော်နပြီလို့ကြာလူလဲဆုံးပြီအကုန်လုံးလိုက်ကြမှာတကယ်ချင်းဆုံးပြီစားဖို့ပဲကျန်တော့တယ်โอเคလူဆုံးပြီစားဖို့ပဲကျန်တော့တယ်ကျုပ်ကိုကြီးမိုက်တယ်ပါငါတို့အဲ့ချူလာချွေးမြဘကိုးပြန်နေလို့မငါတို့အမေစားလို့လားချွေးအပေစားတိုက်ကြအမှန်ဒီဘောကလည်းစားခဲ့တယ်မရှိဘူးကြောင့်ကောမှာစားကြဘောတာဘလို့ပြောမယ်အစိတ်မပါဘူးသူဟာဒီတော့ကောင်းလိုက်တာငါတော့လည်းကောင်းနေပြီမင်းကအမှုတော့မကြည့်ကြည့်အေးဘိုးပြောနေတာဘိုးမဟုတ်ဘူးနဲ့တော့ဘိုးတဲ့ဘိုးအဲ့ဒါဘိုးတော့ဒီမှာဒီဘက်ဘိုးတဲ့ချက်ပြဘယ်လောက်ကြည့်တာတက်တာငင်းကောင်းတာမလို့ကျွန်တော်မွေးမဟုတ်ဘူးဒါဆိုစမီးတော့မွေးရအောင်ဒီနေ့တော့ပြောဆွေးလူစကားနိုင်လားဒါလည်းဆိုင်ပြီးရရှိတာမယ်ဟာဒီမှာမရဝရဟောဒီမှာနေမှာဝင်ပြည့်ပြည့်အစိမ်းတည့်ဒီဆရာရဲ့ဈေးကြည့်လိုက်တာတစ်လုံး2000လား3000နဲ့ချားနေလေနော်ရှိမှမလို့တခြားဈေးမကြည့်အတည့်ရကြီးရတယ်ဒီချိုးမှနှစ်ခုရှိတယ်မပြည့်ရတော့တောင်းကောင်း
ငဲစားကောင်းလား အဲ့ကားကူရော ကျွန်တော်ကအရင်မကိုတောက်လာတော့ဒီတက်တာပါဟုတ်ဖားရတယ်ညာလေးညာ ရဆက်တော့ကွာလေကွာ စစ်တာပဲကိုဝိုင်းစစ်တာတွေကရောင်းကောင်းတယ် ဘီလေမ ကျသားရင်ရောတော့ကျတဲ့ခါလိုက်ပါမင်းရောမတိုက် သူရအဆက်မထားနိုင်